တင်းသားသမီးတွေကိုဒီစကလုံးတွေပြိုဖို့လားမင်းမျိုးလောက်ပြိုဖို့ပါတလဲမင်းဒီလောကတည်းရှိနေပြီးတာကိုဖေဖေနဲ့မမေအရန်ဝမ်းသာတယ်မင်းဘလို့ပုံစံပြုံးပဲဖြစ်နေပါစေဖေဖေမမေကမင်းကိုချစ်တယ်ဘာပဲဖြစ်ဖြစ်ဖေဖေနဲ့မမေကမင်းဘေးမှာအမြဲရှိနေမယ်မင်းကျူးစားခဲ့တဲ့လောက်ကိုဖေဖေနဲ့မမေအရန်ဂုဏ်ယူတယ်မင်းရဲ့ခံစားချက်တွေကဖေဖေနဲ့မမေအတွက်အရန်အရေးကြီးတယ်ခက်ခဲနေတဲ့အချိန်မှာတော့ဖေဖေနဲ့မမေကမင်းကိုယုံကြည်တယ်ဖေဖေနဲ့မမေနဲ့အတူရှိရင်မင်းလုံခြုံတယ်နော်အမှန်တိုင်းပြောပြပေးလို့ကျေးဇူးတင်ပါတယ်အမားလို့မိတာအဆင်ပြေတယ်လူတိုင်းအမားလို့တတ်ကြတယ်မင်းနဲ့အတူအချိန်ကုန်ဆုံးရတာဖေဖေနဲ့မမေအရန်ပျော်တယ်ဒီကိစ္စကိုဘလို့ဖြေရှင်းရမလဲဖေဖေနဲ့မမေကမင်းနဲ့အတူစဉ်းစားပေးမယ်ဖေဖေနဲ့မမေရဲ့ချစ်ချင်းကိုရဖို့မင်းဘာတက်တေမှပြစရာမလိုပါဘူးမင်းဘလောက်ကြိုးစားနေလဲဆိုတာဖေဖေနဲ့မမေမြင်ပါတယ်မင်းပြောတာကိုဖေဖေနဲ့မမေနားထောင်နေတယ်အခုမင်းအတွက်အာယုံစိုက်နားထောင်ပေးနေတယ်မင်းဟာမင်းဖြစ်နေုံနဲ့ပဲဒီမိသားစုကိုပိုကောင်းလာစေတယ်ခက်ခဲတဲ့အရာတွေကိုမင်းကိုယ်တိုင်ရင်ဆိုင်နိုင်နေဆိုတာဖေဖေမမေသိတယ်လိုအပ်ရင်တော့ဖေဖေနဲ့မမေကကူညီပေးမယ်မင်းရဲ့ဖေဖေနဲ့မမေဖြစ်ခွင့်ရတာကိုအရန်ပျော်တယ်သူများအပေါ်ကျင်နာပေးတဲ့အတွက်ဖေဖေနဲ့မမေကျေးဇူးတင်တယ်ဘာပဲဖြစ်ဖြစ်မင်းအမြဲတမ်းဖေဖေမမေစီကိုလာလို့ရတယ်ဘာအရာမှဖေဖေနဲ့မမေရဲ့မင်းအပေါ်ထားတဲ့ချစ်ချင်းကိုရက်တန်းသွားစီမှာမဟုတ်ဘူးကလေးတယောက်ဟာငါပြပကငါကိုချစ်တယ်ဆိုတာကိုသိဖို့လိုသလိုငါအမားလုံးမိရင်တော့မိဘအစီကိုပြန်လာလို့ရတယ်ဆိုတဲ့လုံခြုံမှုကိုလည်းခံစားရဖို့လိုပါတယ်အပြစ်တင်တာတဲ့နားထောင်ပြီးပါအော်ဟစ်တာတဲ့ရှင်းပြပေးပါအောင်မြင်မှုအတွက်ပဲချီးကျူးတာမဟုတ်ပဲနဲ့သူတို့ရဲ့ကြိုးစားမှုကိုလည်းအတိအမှတ်ပြုပေးပါကလေးတွေကမိဘတွေရဲ့စကားတွေကိုမေ့သွားနိုင်ပေမဲ့အဲ့ဒီစကားတွေကြောင့်သူတို့ခံစားခဲ့ရတဲ့ချစ်ချင်းနဲ့လုံခြုံမှုကိုတော့တစ်သက်လုံးတည်ဆောင်သွားတတ်